အခုမြင်တွေ့နေရတဲ့အမိုက်စား AI ဗီဒီယိုတွေကအခုလက်ရှိမိတ်ဆွေတို့သုံးနေတဲ့ YouTube software နဲ့လုပ်ထားတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လက်ရှိအခုသုံးနေတဲ့ YouTube software ကိုအသုံးပြုပြီးတော့မှစာရေးလိုက်တာနဲ့ဗီဒီယိုထုတ်ပေးတာတွေနောက်ပြီးကိုဖုန်းထဲမှာရှိတဲ့ဓာတ်ပုံလေးတွေကို animation ဗီဒီယိုအဖြစ်ပြောင်းလဲတာလေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်တိကျကျလေးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ ChatGPT တဲ့ကိုသွားနိုင်မယ်ပေါ့နော် ChatGPT တဲ့ရောက်ပြီဆိုရင်ကျွန်တော် Master Prompt လေးထည့်လိုက်မယ်ပေါ့နော်တကယ်လို့ဒီ prompt လေးလိုချင်နေဆိုရင်လည်းကျွန်တော် comment မှာဒီ prompt ယူလို့ရမယ် Telegram channel လေးပေးထားလိုက်မယ်ဒီကနေတစ်စင်လာယူလိုက်ပေါ့နော်ဒါဆိုရင်ဒီပုံတွေထုတ်တာတွေဗီဒီယိုထုတ်တာတွေရိုင်းကောင်းစားစရာမလိုတော့ဘူးပေါ့နော်ဒီမှာဒီ master prompt ထည့်လိုက်ပြီဆိုလို့ရှိရင်သူကကျွန်တော်တို့ကိုအခုလိုဒီမှာ image prompt ပေါ့နော် image prompt ဆိုတာကဘာလဲဆိုရင်ကြတော့ဒါဓာတ်ပုံထုတ်ရမယ် prompt ကိုသူကပေးလိုက်တာပေါ့နော်အဲ့တော့ဒီအောက်မှာကျတော့ဒါဗီဒီယိုရဲ့ prompt ပေါ့နော်ဒီကောင်ဘာလဲဆိုလို့ရှိရင်ဒီကဓာတ်ပုံကိုဗီဒီယိုဖြစ်သွားအောင်ပြောင်းလဲပေးတဲ့ prompt ပေါ့နော်အဲ့တော့သူ့မှာကဒီတိုင်းလေးပေါ့နော်device ကြီးရေးပေးတယ်ဓာတ်ပုံအတွက်လည်းရေးပေးတယ်ဗီဒီယိုအတွက်လည်းရေးပေးတယ်ပေါ့နော်အရင်ဦးဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီက image prompt ပေါ့နော်image prompt ကိုကျွန်တော်တို့အရင်ဆုံးဒီမှာ copy ယူလိုက်မယ်ပေါ့နော် okay ဒီမှာ copy ယူမယ်နော် select မှတ်မယ် copy ယူမယ်ပြီးရင်ဘယ်ထဲကိုသွားမလဲဆိုလို့ရှိရင်ကျွန်တော်ဝယ်သုံးလိုက်မယ်ပေါ့နော်Gemini နဲ့လာပြီးတော့မှဒီမှာအရင်ဆုံးဓာတ်ပုံအရင်ထုတ်လိုက်မယ်ပေါ့နော်ဒါကဒီ Gemini ရဲ့မှာမဟုတ်ဘူးတခြားဘယ်ဟာကိုပဲသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမြန်ဆန်လေးလဲရအောင်လုပ်ရလဲလွယ်ကူအောင်လူသုံးလေးများတဲ့ဒီ Gemini လေးနဲ့လုပ်ပြတာပေါ့နော်ကိုကြိုက်တဲ့ AI နဲ့ထုတ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပထမဗီဒီယိုတော့ကပုံလေးရလာပြီအဲ့တော့ဒီပုံလေးကိုကျွန်တော်တို့အရင်ဆုံးဖုန်းထဲမှာ save လိုက်မယ်ပေါ့နော်ပြီးသွားရင်လည်းဒီတိုင်းပဲတစ်စင်ချင်းလို့ပေါ့နော်ကျွန်တော်ဟိုတစ်စင်ချင်းတော့အသေးစိတ်တော့လုံးမပြတော့ဘူးဗီဒီယိုအရင်ရှည်သွားရင်ကြည့်ရတဲ့လူတွေလည်းပြင်းသွားမှာဆိုလို့ပေါ့နော်ဒီမှာခုနအတိုင်းပဲဓာတ်ပုံထုတ်မယ်ဗီဒီယိုထုတ်မယ်ဒါလေးပဲပေါ့နော်ဒါဆိုရင် तू ကတက်ကပ်ပြီးသွားပြီဒီမှာ तू ကဒီလိုဆင်းရက်လိုက်ပေါ့နော်ခေါင်းစဉ်တွေပေးထားတယ်ဆင်း1ဆင်း2စသဖြင့်ပေါ့နော်အဲ့လိုပေးထားတယ်ဒါဆင်း1ပေါ့နော်ဒါဆင်း1အတွက်လိုအပ်တဲ့ဓာတ်ပုံပရုံနဲ့ဒါဗီဒီယိုပရုံပေါ့ဗျာနော်ပြီးလို့ရှိရင်ဒီမှာဒါ voice over ပေါ့နော်ဒီဗီဒီယိုထဲမှာပါမယ့်အတန်တွေရောဘာတွေရောသူ့ဟာနဲ့သူအပီးစီးထည့်ပေးပြီးဒါကျွန်တော်တို့ဘာမှလုပ်เสียမလို့တော့ဘူးပေါ့နော်အဲ့တော့ဒီမှာဒီကောက်မှာကြာတော့လေသူကဒီမှာဒီကောင်လေး2ယောက်ရဲ့အကြောင်းကိုပဲရေးပေးထားတာပေါ့ဗျာနော်ဒီမှာဒီအောက်ဒီလာလိုက်မယ်ဒီမှာကောင်လေး2ယောက်ရဲ့အကြောင်းကိုပဲရေးပေးထားတာအဲ့တော့နောက်ထပ်ကိုကလိုချင်သေးတယ်ဆိုလို့ရှိရင်ဒီအောက်မှာပေါ့နော်နောက်ထပ်လိုချင်တဲ့အကြောင်းကိုမြန်မာလိုပြောလို့လည်းရတယ်အင်္ဂလိပ်လိုပြောလို့လည်းရတယ်အဲ့တော့ဒီမှာဗျာနမူနာလေးနဲ့ကျွန်တော်မြန်မာလိုပဲပြောပြင်မယ်ပေါ့နော်ဒီတိုင်းပဲမြန်မာလိုကြီးခိုင်းလိုက်တယ်ပေါ့နော်နောက်ထပ်ပုံစံလို short video အတွက် prompt ရေးပေးဆိုပြီးတော့မှခိုင်းလိုက်တယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတိုင်းပဲပေါ့နော်နောက်ထပ်ကိုဗီဒီယိုတွေအများကြီးထုတ်ချင်တယ်ဆိုရင်ဒီတိုင်းလေးပဲတစ်စင်ချင်းလေးကိုအောက်ကနေဒီတိုင်းမြန်မာလိုပဲရေးသွားလိုက်မယ်လိုချင်တဲ့အတိုင်းကျွန်တော်တို့ဖြည်းဖြည်းချင်းရသွားမှာပေါ့နော်အဲ့တော့ရေးကြီးတော့ဘာလိုအပ်မလဲဆိုရင်တော့ဒီ master prompt လေးလိုအပ်မယ်ဒါလေးကခုနပြောခဲ့သလိုပဲလိုချင်ရင် comment မှာချပေးထားမယ်ဒီကနေတစ်စင်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဓာတ်ပုံရသွားပြီနော်ဓာတ်ပုံရသွားပြီဆိုတော့ရှုပ်ကုန်အောင်မယ်ဒီအပေါ်ဆုံးကိုကျွန်တော်ပြန်လာခဲ့မယ်ဒီမှာဒီပေါ်ပြန်လာမယ်ပြီးလို့ရှိရင်ဒီမှာမြင်တွေ့နေရတဲ့ဗီဒီယို prompt ပေါ့နော်โอเคဒီကဗီဒီယို prompt ကိုကျွန်တော်တို့ယူမယ်ဘယ်ကစယူရမလဲဆိုရင်ဒီမှာဒီနန်းလေးလောက်ကစယူရမယ်နော်ဒီနန်းလေးလောက်ကနေဒီမှာဒီရောက်ဒီလာလိုက်မယ်ပေါ့နော်ဒီမှာဘယ်ထိဆုံးသက်မလဲဆိုတော့ဒီနန်းလေးထိဆုံးသက်မယ်နော်ဒီထိဆုံးသက်မှာဒီကဟာတွေအကုန်ယူမှာနော် sound effect တွေ camera movement တွေဒါတွေအကုန်ယူမှာနော်โอเค copy ယူပြီးသွားရင်ဘယ်ထဲသွားမလဲဆိုရင်ကျွန်တော်ပြောခဲ့တဲ့ YouTube software တွေကိုသွားမယ်YouTube software တွေရောက်ပြီဆိုရင်ဒီအောက်ခြေမှာအပေါင်းလေးရှိတယ်မယ်ဒီအပေါင်းတွေကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပေါ့နော်အပေါင်းကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်မှာအခုမြင်တွေ့နေရတဲ့ Gemini logo ပုံလေးပေါ့နော်အဲ့ပုံလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုးလေးပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဘယ်ရာနဲ့လုပ်မလဲဆိုရင်အခုဒီမှာမြင်တွေ့နေရတဲ့ create video ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ကြမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ add image ဆိုတာလေးရှိနေမယ်ပေါ့နော်ဒီအပေါင်းလေးပေါ့နော်အပေါင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်နောက်ပြီးသွားရင်ခုနကတော့ကျွန်တော်တို့ download ဆွဲလာတဲ့ဓာတ်ပုံလေးထည့်မယ်ပေါ့နော်ခုနကတော့ download ဆွဲထားတဲ့ဓာတ်ပုံလေးထည့်ပြီးရင်ဒီနေရာမှာခုနယူလာတဲ့ video prompt ပေါ့နော်ဗီဒီယိုရဲ့ prompt ကိုကျွန်တော်တို့ထည့်ပေးလိုက်မယ်ပေါ့ဗျာโอเคကျွန်တော်တို့ prompt လေးထည့်ပြီးသွားပြီဆိုရင်ဒီညာဘက်ကမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအဝိုင်းလည်နေရာလေးကိုခဏဆောင်ပေးမယ်ပေါ့နော်လူသုံးများရင်တော့စောင့်ရတာတော်တော်ကြီးကြာလိမ့်မယ်သုံးနေရင်တော့ခဏလေးနဲ့ရလိမ့်မယ်ပေါ့နော်ကျွန်တော်လေးတစ်ဖြတ်ဝင်ရမယ်ဆိုရင်တော့မိတ်ဆွေကအခုလို AM video လေးတွေဖန်တီးပြီး YouTube TikTok ပေါ်ဝင်ငွေရှာခြင်းတဲ့လူတယောက်ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်သင်ကြားပေးနေတဲ့ကျွန်တော်ကလပ်လေးကိုနန်းချင်း9000ကျပ်တန်းနဲ့လာ join လို့ရပြီဆိုတာအတည်ပြုရပါတယ်ခင်ဗျာ ဒီမှာဗီဒီယိုဖိုင်လေးရလာပြီဒီဗီဒီယိုဖိုင်လေးကို download ဆွဲမယ်ဆိုရင်ဒီမှာမြင်တွေ့နေရတဲ့ download ပေါ့နော်မြားလေးအောက်ဆိုင်နေတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့လိုနှိပ်ပြီးရင်ကျွန်တော်တို့ကခဏစောင့်အောင်မယ်ပေါ့နော်ပြီးရင် download ပြီးသွားပြီဆိုတဲ့အကြောင်းကိုစာဖြူလေးနဲ့ဒီမှာပေါ့နော်ဒါမျိုးလေးသူက note လေးပြတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့ရဲ့ဖုန်းထဲကိုရောက်သွားပြီပေါ့နော်တကယ်လို့ကိုက YouTube ပေါ်တက်နေကြတယ်ဆိုရင်ဒီက nick ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ hashtag တို့တိုင်းတယ်တို့ရေးထည့်ပြီးတော့မှ YouTube ပေါ် short video အနေနဲ့တန်းတင်မယ်ဆိုရင်လည်းပြင်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့တာမန်ဓာတ်ပုံလေးကနေလှုပ်ရှားနေတဲ့ animation video လေးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့အခုမြင်တွေ့နေရတဲ့ပိုတိုးတူဗီဒီယိုနှိပ်ပါပြီးသွားရင်တော့ပုံတစ်ပုံအလွယ်ထည့်ပေးလိုက်ပေါ့နော်ပုံလေးထည့်ပေးလိုက်တာနဲ့ AI ဒီမှာသူနဲ့လိုက်ဖက်မဲ့ဒီမှာ prompt လေးတွေထားပါတော့နော်ဒီတိုင်းလေးတွေကျွန်တော်တို့ရေးပေးလာတယ်အဲ့တော့ဒီထက်ကပါတဲ့ prompt ကိုကျွန်တော်တို့ကထည့်လိုက်မယ်ဆိုရင်လည်းအဆင်ပြေတယ်ကျွန်တော်ဒီမှာပါတဲ့ဒီ prompt တစ်ခုကိုအရင်ဒီမှာဒီတိုင်းလေးထည့်လိုက်မယ်ထည့်ပြီးတော့စအောင်နှိပ်လိုက်မယ်ဒါကလည်းဒီဓာတ်ပုံကနေဗီဒီယိုပြောင်းတာပဲပေါ့နော်ဒါကြ AI ကသူ့အနေနဲ့သူကြည့်ပြီးတော့မှအဆင်ပြေတဲ့ဟာလေးကိုပြောင်းပြီးရသူကလုပ်ပေးတဲ့ဗီဒီယိုဖိုင်လေးကလည်းတော်တော်လေးကိုမှလှတယ်ပေါ့နော်ကို့မှာ idea ရှိရင်လည်းကိုယ့်နာနေရာမှာကိုယ့်ရဲ့ idea ကိုထည့်လိုက်မယ်ဆိုရင်လည်းဒါအဆင်ပြေတယ်ဒါလည်း
ဓာတ်ပုံကနေဗီဒီယိုပြောင်းလို့ရတဲ့ဟာပေါ့နော်ဟိုအရင်တော့ကျွန်တော်တို့သုံးခဲ့တဲ့ grow လိုဟာမျိုးပေါ့နော်ဓာတ်ပုံထည့်ရတဲ့ဒီဓာတ်ပုံနဲ့လိုက်ဖက်တဲ့ပုံစံအမှုရာတွေကို AI ကနေသူကသူလုပ်ပေးသွားတာပေါ့နော်အခုကတော့ grow က free မရတော့ဘူးဆိုတော့ဒီ software နဲ့ပဲကျွန်တော်တို့က free ကျုံးလို့ရတယ်ဆိုတော့တော်တော်ကြီးဟိုမှာအဆင်ပြေတယ်ပေါ့နော်ဒါကဘာမှလည်းခက်ခဲမဟုတ်ဘူးကိုဖုန်းထဲမှာ YouTube software ရှိရတယ်လုပ်လို့ရပြီဆိုတော့တော်တော်မှအဆင်ပြေပေါ့နော် because they are experts at keeping their heads just above the water surface. Why do lily pads always win at hide and seek? ဒီမှာဆိုရင်လည်းဗီဒီယိုဖိုင်လေးရလာပြီကျွန်တော်တို့ဒီမှာ audio အတန်လေးပါပါတယ်ပေါ့နော်ဒါကျွန်တော်ခဏ mute လိုက်တာပေါ့နော်အတန်လေးသွင်းနေလို့မဟုတ် okay အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြိုက်လို့စေ့ကျင်နေဆိုရင်ဒီမှာမြင်တွေ့နေရတဲ့အဆက်ကလေး30ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာမြင်တွေ့နေရတဲ့စေ့တူ device ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့ဖုန်းထဲကိုရောက်သွားပြီပေါ့နော်အဆုံးအနေနဲ့တက်တူဗီဒီယိုလေးတစ်ခုလုပ်ပြမယ်ပေါ့နော်ဗီဒီယိုဘရုံတန်းယူပြီးထဲမှာအဲ့တော့ကျွန်တော်ဒီမှာ ChatGPT မှာဘရုံနဲ့ရေးခိုင်းထားတယ်ပေါ့နော်အဲ့တော့ဒီထက်ကနေကျွန်တော်နမူနာဒီမှာဘရုံတစ်ခုယူလာခဲ့မယ်ဒီမှာ create video နှိပ်မယ်ပြီးလို့ရှိရင်ဒီမှာဒီထဲမှာကျွန်တော်တို့ရဲ့ idea ခုနယူလာတဲ့ prompt လေးကိုဒီမှာပဲထည့်ပေးလိုက်မယ်သူကကြဘာကောင်းလဲဆိုတော့ဓာတ်ပုံပြစရာမလိုတော့ဘူးပေါ့နော်ဓာတ်ပုံထည့်စရာမလိုဘဲနဲ့ဒီစာရေးလိုက်တာနဲ့ဗီဒီယိုထုတ်ပေးရပါတော့အဲ့တော့တော်တော်မှကျန်းတယ်တော်တော်မှလည်းမိုက်တယ်စမ်းပြီးတော့မှသုံးကြည့်ကြပါတော့โอเคဒီမှာဆိုရင်လည်းကျွန်တော်တို့ဗီဒီယိုဖိုင်လေးရလာပြီဒီကောင်စေ့ကျင်တယ်ဆိုလဲခုနလိုပဲကျွန်တော်တို့ download လေးကိုနှိပ်လိုက်ရင်ပဲပေါ့နော်